ပါလောက်ခံမှာရိုတွေတော့ဟာနာမည်သာလက်မခံတာအဲ့ဒီဟာကိုရိုတွေကိုတကယ်ဂျီနိုဆိုက်ပြီးသွားတော့မှမာအလားတွေရဲ့လုံခြုံရေးစောက်စစ်တပ်တွေကရောက်တာတကယ်ဂျီနိုဆိုက်လှုပ်သွားတဲ့ကောင်တွေကဘယ်ကောင်တွေတော့ဆိုတော့အခု AA ဖြစ်သွားတဲ့အဲ့တော့ကအစင်အဆက်မာလာတွေကိုဘောမာပြီးတော့အခါမှာစောက်စစ်တပ်ထဲမှာနေစစ်တပ်ထဲမှာစာစစ်တပ်ထဲမှာကြီးပြီးတဲ့အခါမှာတနက်ကင်ပြီးတဲ့အခါမှာလူရန်ကားလုံနေတဲ့မာလာတွေမွေးထားတဲ့ရခိုင်ပြည်သူစစ်တပ်တွေရဲတော့လေရခိုင်ပဲအဲ့ဒီကောင်တွေကရိုတွေကိုတကယ်တမ်းလက်တွေ့မှာဂျီနိုဆိုက်လုပ်ခဲ့တာရခိုင်နေရိုရွာတွေကိုနော်ဟာအမျိုးပါစစ်တပ်ကလုံခြုံရေးယူပေးထားတယ်ရိုဟင်ဂျာရွာတွေကိုနော်ဟာရခိုင်တွေကအမျိုးသားရေးသူတို့ရခိုင်အမျိုးသားရေးအလံတွေထောင်ပြီးတဲ့အခါမှာအမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်ခွင့်ပြုပါမိရှုခွင့်ပြုပါတက်ခွင့်ပြုပါဆိုပြီးတဲ့အခါမှာလှုပ်တယ်မာလာတွေအားမှာလော့စပီကာနဲ့ပြန်អော်ရတယ်ဥပဒေနဲ့မညီတဲ့ကိစ္စတွေကိုလုံးဝခွင့်မပြုနိုင်မှာချက်ချင်းလူစုခွဲပါပြောတယ်អော်တယ်လော့စပီကာနဲ့မရဘူးတက်ခွင့်ပြုပါမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်ခွင့်ပြုပါဆိုပြီးတဲ့အခါမှာလှုပ်တယ်အဲ့တော့မာလာတွေပဲလူအုပ်ကြီးတွေကိုပြစ်ထည့်ပြလိုက်ရတော့တယ်သူတို့ရခိုင်လူအုပ်ထဲကိုပြစ်ထည့်တာရိုးတွေကိုကာကွယ်ပေးခဲ့တာအဲ့ဒါကတကယ်အဖြစ်ပြတ်တယ်နော်အဲ့တော့လက်နက်ကင်ပฏิပခါတို့ရဲ့ထုံးစံထဲမှာနော်သေမြေကြီးရှင်ရွှေတီးဆိုပေမဲ့ကျုပ်တို့ဘယ်သူနဲ့မှမတူဘူးဆိုတော့ဗတ်မရှိတဲ့ကောင်းနေအနေနဲ့ကတော့လဲလဲဝဲဝဲပတ်ပတ်တပတ်ပြစ်ထားဖို့လိုတယ်အဲ့တော့မှအန်ဒီယိုကိုကကျိုးမြင်နိုင်မှာအသုံးချခံမဖြစ်မှာအသုံးချခံမဖြစ်တဲ့လူတွေကိုမဟုတ်တဲ့လူတွေကိုဘယ်ကောင်မှလည်းအသုံးချလို့မရဘူးဘယ်ကောင်တွေကမှလည်းအကြမ်းဖက်ပြီးတဲ့အခါမှာလုပ်လို့မရဘူးเนาะလူလိမ်မခံရဘူးပေါ့เนาะအဲ့ဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ကအခုလိုမျိုးလွတ်လွတ်လပ်လပ်ပြောဆိုကြရင်းနဲ့မှအဲ့ဒါတွေကခေါင်းထဲမှာရှိလာပြီးတဲ့အခါမှာမနောကမှာကိန်းအောင်သွားပြီးတဲ့အခါမှာတို့လိုဝစီကံမြောက်